ဒါလေးကတော့မိုးပတ်ကြောက်ကလေးကိုခြေစိမ့်ထားတာပေါ့အပေးရလည်းဖြစ်တယ်မြန်မာမိုးရင်ငါတုတ်ကလေးလည်းမစားရတာကြာပြီဆိုတော့လှုပ်စားဖြစ်တယ်ပေါ့နော်ပြင်မာဝယ်စားမယ်ဆိုလို့ရှိရင်ဈေးတွေက25ကျပ်ဆိုတော့တရန်ဈေးကြီးရပေါ့နော်ဝယ်စားဖို့ကျတော့ခုကျတော့မိုးပတ်ကြောက်တစ်ခုကိုအခန်းပေါ်နေဆိုလို့ရှိရင်2ယောက် over စားပေါ့နော်ဟောရင်းစီချက်တို့ပဲမုံတို့ကလည်းဆင်းသက်ဖြစ်နေပေါ့ပဲမုံကတော့ပူစရာမလိုပေါ့နော်ခန်းပေါ်ရဲ့မိရမြန်မာနိုင်ငံကနေပြီးတော့ဒီလိုပို့ပေးနေရဆိုတော့အတုတ်စားဖို့ဆိုလို့ရှိရင်မြန်မာတုတ်တွေလို့တုတ်စားဖို့ဆိုလို့ရှိရင်ပဲမုံတို့ကပူစရာမလိုဖြစ်နေပေါ့နော်ဒီလေနောက်ဆုံးထည့်စရာရှိရတဲ့ထည့်ပြီးတော့အားရပါလေးနေပြီးတော့နောက်ဆုံးပိတ်တော့အရင်စားခြင်းနေရဲ့မြန်မာမွေးငါတုတ်ကလေးရသွားပြီပေါ့နော်မွေးငါဘိုးအတုတ်လေးရသွားပြီဆိုတော့ချက်ချင်းလည်းမဲသမင်းလေးပြည့်ချက်သမင်းဘူးလေးရဲ့ကဲချမ်ချမကြီးပို့ပေးလိုက်တဲ့ဘဲဘုတ်ကလေးရဲ့ပြီးတော့မချင်းကိုယ်တိုင်လုပ်တဘာဝမကြီးချီမီနဲ့ပေါ့နော်စားဖြစ်ခဲ့ပေါ့နော်ကဲဒီနေ့ပေးတဲ့ကလေးကိုတော့မြန်မာမွေးငါတုတ်ကလေးလို့စားရင်းနဲ့ဖြတ်တန်းလိုက်ပါတယ်လို့တတာပါ